အရင်ဆုံးကျွန်တော်တို့ဖုန်းထဲကနေ Play Store ထဲမှာအရင်တွားချကြည့်မယ် Play Store server မှာကျွန်တော်တို့ Shizuku S ဆိုပြီးတော့တစ်ချက်ရိုက်ချကြည့်မယ်ရိုက်ချရမယ်ဆိုတော့အခုဘရိုးမြင့်တဲ့အတိုင်းပဲချလို့ရမှာမဟုတ်အခုလည်းချလို့တွေ့မှာမဟုတ်အဲ့ဒီတော့ကျွန်တော်တို့ Chrome သုံးမဟုတ် browser တစ်ခုကိုတုံးလိုက်ရတယ်ကျွန်တော်တို့အခု Chrome ကနေတွားချမယ်ပေါ့နော်အဲ့တော့ကျွန်တော်အခု Chrome နဲ့ကိုဝင်လိုက်တယ် Chrome နဲ့မှာဝင်ပြီးတော့ကျွန်တော်တို့ဒီ Shizuku ဆိုပြီးတော့တစ်ချက်ချလိုက်မယ်ရိုက်ချလိုက်မယ်ဆိုရင်အခုအဲ့မှာ Shizuku APK ဆိုတာရှိရအဲ့လိုတစ်ချက်နှိပ်ပြီးကျွန်တော်ပြထားတဲ့ link လေးတွေကိုတစ်ချက်ထပ်နှိပ်ပြီးပြီးသွားမယ်ဆိုရင်ဘရိုအဲ့ဒီမှာ free download ဆိုတာလည်းရှိတယ်free download ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်ပြီးသွားမယ်ဆိုရင်အမခဏလေးထပ်ချောင်းပြီနော်ခဏလေးစောင့်ပြီးသွားပြီဆိုအမ free APK download ဆိုတာရှိတယ်free APK download ဆိုတာလေးတစ်ချက်ထပ်နှိပ်ပြီးရင်ကြော်ညာ5စက္ကန့်စောင့်ကြော်ညာစောင့်ပါနော်ကြော်ညာစောင့်ပြီးသွားပြီဆိုရင်အခုအမ download ဆွဲနေပြီdownload ဆွဲနေပြီဆိုအမ download anyway ကိုတစ်ချက်ထပ်နှိပ်ပြီးရင် open နှိပ်မယ်အမ permission တောင်းတယ်ပေါ့နော်ကျွန်တော်ကတော့ stable ဆိုတော့တရုပ်လိုဖြစ်နေရပါတော့အမအလုံးတစ်ချက်ထပ်နှိပ်ပြီးရင် install တင်မယ် install တင်ပြီးရင်ဒါဆို okay နေလိုက်မယ်ဆိုရင်ဒါပြီးသွားပြီပေါ့နော်အခုဆို download ဆွဲပြီးပါပြီကျွန်တော်တို့အခုဖုန်းထဲကို Shizuku ရောက်သွားပြီပေါ့နော်ဘရိုလိုသိချင်တာလေးရှိရဆိုရင်ကျွန်တော် comment မှာတစ်ချက်မှန်ခဲ့ပြီနော်အခုလိုကြည့်ချူပြီးတော့အကုန်လုံးကျေးဇူးတင်ပါတယ်